ဒီအင်းဒီဆယ်ဒီနေရာကိုအပိုင်စားရတာတဲ့ပုံကူတို့အောင်မြတ်သာလာပြီသူမတူစဘူးရှာထွန်းတောက်ခဲ့ပြီယောက်ျားမြတ်ရဲ့ဘုံနဲ့ယုံကြည်စရဏအားတွေသူ့ရဲ့ပါရမီအတူရကဲနာနာပါဝါဆုံးကဝေရခင်လူတွေပြောပုံမှာဆိုရင်တော့အဲ့ဒီယရနာပစ္စည်းတွေဓမြကိုမင်းဆွေရပိုင်တယ်လို့ကြားဘူးပါတယ်အဲ့ပစ္စည်းတွေကိုဆွဲလန်းပြီးအဆောင်ထားခဲ့တာဒါဆိုတင်ရောသူ့တပည့်ပဲလားမဟုတ်ပါဘူးသူ့တပည့်တွေကတခြားဘဝရောက်ဝင်ကြပါဗျအဲ့ယရနာတိတ်တာထဲမှာဖျားထောင်တာပစ္စည်းတွေပါလို့ကျွန်တော်တို့အဆောင်ထားခဲ့တာတင်တို့အဆောင်လျှောက်ထားခဲ့တာဆိုတော့အဲ့ဒီယန္နာပစ္စည်းတွေရဲ့အခုလက်ရှိပိုင်ရှင်ကဘယ်သူလဲအင်းမန်ကြီးဘာထုံးပါဩအင်းမိုင်ဘာထုံးလဲကောင်းပြီလေတင်လူစားလဲခဲ့တဲ့၄ယောက်ကိုကျွန်တော်ပြန်လှုပ်ပေးလိုက်မယ်ဘာမှအပြစ်မရှိပဲအဲ့ဒီ၄ယောက်ကိုစရေခဲ့တဲ့အတွက်